အမေရဲ့နေကောင်းလာတော့ဒီသတင်းလေးတော့မမေတော့ဘူးအဖေနဲ့အမေစီရောက်လာနိုင်သားသမီးများအတွက်ပဲစိတ်ကူးအရွယ်လွန်လေးမိဘအပါမအဖေမေတွေပေါ်ကျေးဇူးပြရမယ်တော့ကြောကိုင်းသွားတော့လေသားသမီးပေါ်ထားတဲ့မြတ်တာမဖြစ်အစင်ပြေရလားသားရဲ့အစင်ပြေရလားသမီးရဲ့ဒီမိဘနှစ်ပါးဘဝကတနာစရာဒါမိဘလို့ဖြစ်စင်လားသားသမီးများအတွက်ပဲစိတ်ကူးကံလုံးဝင်တကယ်မြောက်တဲ့မြတ်တာတွေသာစီစဉ်ခဲ့ကြပြီသားသမီးရဲ့နာများသိန်းတို့ကမှပြေးထွက်သွားခြင်းပါအမေလွမ်းလို့ကြတဲ့မြေခန်းချောက်ရဲ့အမွေပေးဖို့မရှိတဲ့ဘဝမှာအစုပ်ပြစ်ကမိဘနှစ်ပါးကိုအခုတော့အနာမညတာပြန်လာပါသားသမီးတွေရဲ့ပြန်လာပါသားသမီးလေးတွေရဲ့အဖေရဲ့နေကောင်းလာလို့အမေရဲ့နေကောင်းလာတော့ဒီသတင်းလေးတော့မမေတော့ဘူးအဖေနဲ့အမေစီရောက်မလာနိုင်သားသမီးများအတွက်ပဲစိတ်ကူးအရွယ်လုံးလေးမိဘနှစ်ပါးမှာအဖေမေတွေပေါ်ကျေးဇူးတရားမယ်တော့ကြောကိုင်းသွားတော့လေသားသမီးပေါ်ထားတဲ့မြတ်ပြမပြေအစင်ပြေရလားသားရဲ့အစင်ပြေရလားသမီးရဲ့ဒီမိဘနှစ်ပါးဘဝကတနာစရာဒါမိဘတို့ဖြစ်စင်လားသားသမီးများကိုပဲစိတ်ကူးခန္ဓာဝင်တကယ်မြောက်ပြည့်မြတ်တာဆုံးတွေသာစီစဉ်ခဲ့ကြသားသမီးရဲ့နာတွေသိန်းတို့ကမှပြေးထွက်သွားတယ်မှာအမေလွမ်းလို့ကြတဲ့မြေကြီးကန်းချောက်ပြီးကန်းချောက်ခဲ့အမွေပေးဖို့မရှိတဲ့ဘဝမှာအစွန့်ပြစ်ကမိဘနှစ်ပါးကိုအခုတော့အနာမညတာပြန်လာပါသားသမီးတွေရဲ့ပြန်လာပါ